ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ရန်ကုန်တုံဆိုင်ကာတွန်း channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီကနေ့ပရိသတ်တွေကိုတင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့တက္ကရီတန်နဲ့ချွေမအမလေးဟဲ့ဘာတွေဖြော်ထားလဲအရသာတစ်စမ်းမှလည်းမရှိဘူးတောက်လို့တော့မရဘူး။ဒီလောက်ခါရတဲ့လက်ဖက်ရည်ကိုဘယ်သူကဖြော်လို့တော့နင်ဘာတွေရှောက်ထည့်ထားတာလဲဟမ်။တကြားတွေကလည်းအများကြီးထည့်ထားတယ်နင်အဖေပို့ပေးလိုက်တာမို့လို့လား။အခုနင်ဘာဖြစ်လို့ငါမျက်နှာကိုရက်ကြည့်နေရပြန်လာလဲတော့နောက်ထပ်လက်ဖက်ရည်တစ်ခွက်တော့ဖြော်ခဲ့တကယ်ကိုစင်းရဲသူမှာဘာတွေလုပ်နေမှန်းအောင်မသိဘူးဒါအမေသဘောအတိုင်းပဲလေမေရဲ့အမေပဲတော့ချွေးမတော်ခြင်းနေခဲ့ရမဟုတ်ဘူးလားစင်းရဲရင်ကမိန်းကလေးကိုအမေကချွေးမတော်ခြင်းနေဆိုလို့ကျွန်တော်သူနဲ့လက်ထပ်ခဲ့ရတာလေကျွန်တော်ကတိတ်မကြခင်မှာကုမ္ပဏီကောင်းကောင်းတစ်ခုမှအလုပ်ရတော့မှမို့လို့ခဏဆောင်ပါလို့ပြောတဲ့စကားတော့နားမထောင်ခဲ့ဘူးအဲ့ဒီခါကျတော့မှအမေချမ်းသာတဲ့မိန်းကလေးတယောက်ကိုချွေးမတော်ရင်လည်းရှာတာပဲအကိုကလည်းအမေကရင်ကျေးလိုက်မှပြီးအိမ်တော်မှုနိုင်နေတဲ့အိမ်တော်ရှင်မကောင်းကိုပဲလိုချင်တာလေအမေပြောတဲ့စကားတွေအားလုံးကိုနားထောင်မဲ့သူမျိုးအမေကိုရိုသေလေးစားမဲ့သူမျိုးကိုပဲအမေကလိုချင်ခဲ့တာအမေလည်းတီးရဲ့သူနဲ့စကားပြောဆိုပြီးအကိုကိုလက်ထပ်ပေးခဲ့တယ်ဆိုပေမဲ့အကိုလက်ထပ်တုန်းကဘာရီမြရခဲ့လို့လဲလက်ဖွဲ့ပစ္စည်းလဲကောင်းကောင်းမထည့်ပေးလိုက်ကြအောင်ဟုတ်တယ်လေအမေရဲ့အခုတော့ငါဘာသွားလို့ရတော့မှလဲနင်တို့ပဲပြောတော်ပြီအမေဘာမှလုပ်မနေနဲ့အမေလုပ်လို့ဖြစ်တော့မယ့်ကိစ္စလည်းမဟုတ်ဘူးလုပ်เสียရှိတဲ့အားလုံးကျွန်တော်လုပ်မယ်ကျွန်တော်အခုသူ့ကိုအိမ်ကနေမောင်းထုတ်ပြဖို့အတွက်စဉ်းစားထားတယ်အခုတော့ကျွန်တော်တကယ်ချမ်းသာတဲ့မိန်းကလေးတယောက်ကိုအမေချွေးမလေးနေနဲ့ခေါ်လာခဲ့မယ်အမေမနေ့ပြန်ကျွန်တော်ပထမဦးဆုံးရုံးတက်ရမယ်နေ့ဆိုတော့အဆင်ပြေသွားမှာပါဒီမိန်းကလေးကတော့လက်ထပ်ထားတာအခုမှတိတ်မကြသေးတဲ့မိန်းကလေးတယောက်ပါလက်ထပ်ထားတာ6လပဲကြာသေးတဲ့မိန်းကလေးလို့ဘယ်သူမှသူ့ကိုပြောနိုင်မှာမဟုတ်ပါဘူးသူမလက်ထပ်ပြီးဒီအိမ်ကိုရောက်လာတဲ့နေ့ကစရင်းနောက်မှာရှိတဲ့လင်းဝင်တောက်ပမှုတွေအားလုံးပျောက်ဆုံးခဲ့ရပါတယ်အိမ်ကိုရောက်လာတဲ့နေ့ကစပြီးသူမကိုမိဖို့ကြောင့်နဲ့ထိုးထည့်ခဲ့ကြတာပါနောက်နေ့မှယောက်ျားဖြစ်သူကအလုပ်သွားဖို့အတွက်ပြင်ဆင်ပြီးထွက်လာတဲ့အခါမှာမိန်းမကလည်းရောက်လာပါတယ်။သူမရဲ့လက်ထဲမှာခွက်တစ်ခွက်လည်းကင်ထားပါတယ်။ရှင်ပထမဦးဆုံးအလုပ်သွားမှာဆိုတော့မုတ်အချို့ကလေးတစ်ခုစားသွားပါလား။တရက်လုံးကောင်းမွန်တဲ့ကိစ္စတွေဖြစ်ဖို့အတွက်ကျွန်မဆူတောင်းပေးမယ်နော်။တော်စမ်းမှာဘာမှလာဆူတောင်းပေးမနေနဲ့။ငါမင်းမျက်နှာမြင်ချင်အောင်ထွက်သွား။မင်းရဲ့မျက်နှာကိုမြင်လိုက်ရတဲ့အတွက်ကြောင့်မို့လို့ငါတရက်လုံးကံကောင်းစရာအကြောင်းကိုမရှိတော့ဘူး။ဟုတ်တယ်နေရတကယ်ကိုစက်တရေတုံးတာပဲ။ငါသားလေးကောင်းမွန်တဲ့ကိစ္စလုပ်ဖို့အတွက်သွားနေရပဲနင်ဘာဖြစ်လို့ရှေ့ကနေဖြတ်ဝင်လာရတာလဲဒီနေ့တော့ငါနဲ့ကိုလုံးဝအလှုပ်ပေးမှာမဟုတ်ဘူးနော်တကယ်ကိုအရှက်မရှိရဲ့မိန်းမအမေတို့တခါတည်းအဆုံးသတ်ပြစ်လိုက်ပါတော့လားကျွန်တော်ကတော့တို့တစ်စက်ကလေးမှကြည့်မရဘူးဘာတွေလိုက်လုံနေမှန်းကိုမသိဘူးသူနောက်တစ်ခေါက်ကျွန်တော်အရှိမပေါ်မလာစေတဲ့အမေကကျွန်တော်ရှုံးသွားတော့မယ်တော်လေးကိုနောက်ကျနေပြီယောက်ျားဖြစ်သူကတော့အလုပ်ကိုထွက်ခွာသွားခဲ့ပါရဲ့ကြံနေခဲ့တဲ့ရုပ်ခမနဲ့ရောင်မလီတို့ကတော့သူမကိုတကြောလေးရိုက်ခဲ့ကြပါရဲ့ရိုက်ခံရတဲ့အတွက်ကြောင့်မို့လို့သူမလည်းထမ်းရပြင်းထန်ရရှိသွားတာပေါ့ဒါကြောင့်သူမငိုပဲငိုနေခဲ့ပါရဲ့ဆုနေလီယုံကိုရောက်ရှိသွားခဲ့တဲ့အချိန်မှာတော့ရုံးကသူတို့ရဲ့တထေကလူကြီးမဟုတ်ဘဲနဲ့မိန်းကလေးတယောက်ဖြစ်နေအောင်ကိုတီးခဲ့ရပါတယ်မိန်းကလေးရဲ့အတော်လေးကိုခစ်ဆန်ပြီးငယ်ရွယ်လွန်တဲ့မိန်းကလေးတယောက်ပါသူကတော့သူ့ဖေရဲ့ကုမ္ပဏီမှာဦးစီးဦးဆောင်ပြုလုပ်နေခဲ့ရပါကျမရဲ့နာမည်ကရှီလာပါလန်ဒန်မှာဒီ project တွေအားလုံးပြီးအောင်လုပ်ရလိမ့်မယ်အဲ့တော့လန်ဒန်က project တွေမပြီးမချင်းဒီရုံးမှာကျမကိုယ်တိုင်ပဲအလုပ်လုပ်မယ်ဒါပေမဲ့စိတ်ပူမနေပါနဲ့ရှင်ကအခုမှအလုပ်ဝင်လာတော့မဟုတ်လို့ကျမရှေ့ကိုရှင်းပြနေရနော်ကျမအစည်းကအရန်တင်းကျပ်တဲ့တထေးမျိုးမဟုတ်ဘူးရှီလာကတော့စုနေလကူသဘောကြောင့်နှစ်တနေခဲ့တဲ့အတွက်ကြောင့်မလို့အလုပ်ကိစ္စတစ်ခုခုရှိတဲ့အခါတိုင်းကျမနာကိုအမြဲတမ်းခေါ်နေတတ်ပါတယ်တရားမှာတော့မိုးတွေတဲထန်စွာရွာတော်နေခဲ့ပါတယ်ရှီလာနဲ့အိမ်ကိုပြန်ဖို့အတွက်ကားနဲ့ထွက်ခွာသွားခဲ့တဲ့အချိန်မှာပဲရုတ်တရက်လမ်းမှာကားပြတ်သွားပါတယ်စုနေလကလည်းအဲ့ဒီလမ်းကနေပြီးတော့ပဲအိမ်ကိုပြန်နေခဲ့ရပါသူကလည်းကားပြက်နေအောင်ကိုတွေ့ခဲ့တဲ့အခါမှာတော့သူနဲ့အတူတူလိုက်ခဲ့ဖို့အတွက်ခေါ်ပါတယ်ကျွန်တော်အိမ်ကဒီနားလေးမှာပဲအခုမိုးကလည်းအရန်ရွာနေတာဆိုတော့ကျွန်တော်အိမ်မှာခဏလောက်လိုက်အနားရှူနေပါလားကျေးဇူးတင်ပါတယ်ဆုနေလေးသူမလိုက်ပါသွားခဲ့ပါတယ်အေးသမီးလေးရေထိုင်ဒီမှာထိုင်လေသမီးရေတော့အမြန်ဆုံးသွားပြီးတော့တပတ်ယူခဲ့နေအောင်မအောင်ပြောလိုက်အောင်လက်ဖေးပူလေးတစ်ခွက်ဖြော်ခဲလို့ရှောင်းမဟုတ်လားဟုတ်တယ်ငါ့ရဲ့ချွေးမလေးလေဆုနေလေးရဲ့မိန်းမအော်ဟုတ်လားခဏနေတော့မိုးတိတ်သွားခဲ့တဲ့အချိန်မှာသူမပြန်ဖို့အတွက်လုပ်ပါရီသမီးလေးရဲ့ညအိမ်မိုးချုပ်တယောက်တည်းမပြန်နဲ့သားလေးကိုလိုက်ပို့ခိုင်းလိုက်မယ်လေဟုတ်တယ်တယောက်တည်းမပြန်ပါနဲ့ကျွန်တော်လိုက်ပို့ပေးမယ်လမ်းမှာသွားနေနဲ့ရှီလာကတော့ဆုနေလ်ကိုဖတ်ထားခဲ့ပါတယ်ဆုနေလ်ရှင်ကျမနဲ့လက်ထပ်နိုင်မလားရှီလာခမရဟုတ်တယ်ကျမရှင်နဲ့လက်ထပ်ချင်တယ်ရှင်ရဲ့စင်းရဲပြီးညံတုံးလုံးနဲ့အမျိုးသမီးကိုရှင်တခါရဲကွာရှင်းပြလိုက်တော့လေကျမနဲ့ပဲလက်ထပ်လိုက်ပါရှီလာကတော့အရန်ကိုချမ်းသာတဲ့တထေးကြီးရဲ့တူဒီတော့သမီးလေးပဲဖြစ်ပါတယ်ဆုနေလ်ကလည်းဒီကိစ္စတွေအားလုံးအိမ်ကိုရောက်တာနဲ့သူ့ရဲ့အမေနဲ့ညီမကိုပြောပြခဲ့ရပေါ့နှစ်ယောက်လုံးကလည်းအရန်ဝမ်းသာပြောရွှင်သွားခဲ့ကြပါတယ်အေးသားလေးကြီးကောင်းတာပေါ့အနင်လက်ထပ်မယ်ဆိုပြီးတော့ကောင်းညှိလိုက်တော့
နောက်ကျသွားမယ်သားလေးရေနောက်ကျသွားမယ်အမြန်ဆုံးလက်ခံလိုက်ငါတို့ရဲ့နေရက်တွေပြောင်းလဲတော့မယ်ငါတို့ကန်ကောင်းတော့မှာတိတ်မကြခင်မှာတကယ်ကိုချမ်းသာတဲ့ချွေးမလေးအိမ်ကိုရောက်လာမှာပဲနော်ငါတို့ကတော့တကယ်ကိုကန်ကောင်းပြီးရင်ကန်ကောင်းတော့မှာပဲဟုတ်တယ်အကိုရဲ့လက်ခံလိုက်အဲ့ဒီအမရှိလာကိုလက်ခံလိုက်တော့ရှောင်းမနဲ့တခါတည်းကွာရှင်းပြီးသူ့ကိုယူလိုက်အေးပါငါသိပါတယ်ငါကလည်းသူနဲ့ကွာရှင်းချင်နေတာတော်လေးကိုကြားနေပြီအခုမှပဲအခွင့်အရေးကောင်းရတော့တယ်ငါခက်ခဲစစင်ရဲနဲ့အများကြီးနေထိုင်ပြီးသွားပြီအခုထပ်ပြီးတော့စင်းရဲစွာနေထိုင်စီရမလို့တော့ငါလည်းအရင်ချမ်းသာခြင်းနဲ့ရှင်ကကျမကိုကွာရှင်းမယ်ဘာအကြောင်းပြချက်နဲ့လဲကျမဘာအမှားလုပ်ခဲ့ပြီလို့ရှင်ကကျမကိုကွာရှင်းမှလဲဟဲ့ဘာအမှားလုပ်လဲဆိုပြီးတော့မေးနေသေးရဲ့နေရဲ့အကြီးဆုံးအမှားဘာလဲသိလားမသိဘူးဆိုရင်သေချာနားထောင်ထားလိုက်နေရဲ့အကြီးဆုံးအမှားစိတ်ရဲတာပဲနေလက်ထပ်ပြီးအိမ်ပေါ်တက်လာတယ်ဘလောက်တောင်မှငါတို့တင်တောင်းဝယ်ပေးခဲ့လဲလက်ဖွဲ့တစ်ခုပွာလာခဲ့လားအခုနေထအများကြီးတာတဲ့မိန်းကလေးတယောက်ကိုငါချွေးမတော်တော့မှသူကငါသားလေးကိုချစ်တယ်ငါသားလေးနဲ့လက်ထပ်ချင်တယ်တကယ်ကိုချမ်းသာတဲ့တထေသမီးစွန်နေလက်သေးမိသားစုဝင်တွေအကုန်လုံးကတော့လောဘစောတိုင်းနေခဲ့ကြပါတယ်ဒီနောက်စွန်နေကလည်းစွန်နေနာကိုကွာရှင်းပြီးရှီလာနဲ့လက်ထပ်လိုက်ပါတယ်စွန်နေနာလည်းသူမရဲ့မိဘတွေရှိတဲ့ရွာငယ်လေးကိုပြန်သွားခဲ့ပါတယ်အခုဆိုရင်တော့အိမ်ထဲကိုချမ်းသာတဲ့ချွေးမလေးရောက်ရှိလို့လာခဲ့ပါပြီရှီလာအိမ်ကိုလာတော့အိတ်အကြီးကြီးတစ်လုံးယူဆောင်လာခဲ့ပါတယ်အမေရှောင်းမလေးမင်္ဂလာဆောင်ကလောလောလတ်လတ်ဖြစ်သွားတယ်အလှိမ်အမြန်ဖြစ်သွားတယ်ဆိုတော့ဘာမှတိတ်ပြီးတော့မပြေစင်လိုက်ရဘူးလေလက်မထက်ခင်ကလေးကဘာစကားမှလည်းတေးချမပြောထားဘူးဆိုတော့လက်ဆောင်တွေကိုလည်းတေးချမပေးလိုက်ရဘူးအဲ့ဒီတုန်းကမပေးလိုက်ရတဲ့လက်ဆောင်တွေကိုအခုတေးချလုပ်ပြီးတော့ယူလာခဲ့ပေးရပါဒီမှာပတ်စံမယူလိုက်တော့နော်ပတ်စံအများကြီးထည့်ခဲ့တယ်ကျမဖေတခါတည်းတခရီထည့်ပေးလိုက်တယ်တခရီဟုတ်လားအော်ချွေးမလေးရဲ့မလို့ပါဘူးဘာလို့အများကြီးလာခဲ့ရလဲဒါတွေမလို့ဘူးငါတို့ကတော့နေလို့ကောင်းမွန်တဲ့မိန်းကလေးကိုချွေးမတော်ရတဲ့ကန်ကောင်းနေပြီဘာမှမလို့ပါဘူးကွယ်အမေကလည်းရောင်မသမီးတို့ချစ်လို့ယူလာခဲ့ပေးရပဲယူထားရမှာပေါ့ဒါနဲ့ရောင်မအတွက်ဒီနေ့အရသာရှိတာလေးချက်ထားတယ်ဒီလားအရင်ကဆောက်ပြီးရှိလာကတော့ရခမအင်္ဂါသူတွေအကုန်လုံးကိုသူမရဲ့အခိုင်အစစ်လိုမျိုးခိုင်းစေခဲ့ပါတယ်သူရဲ့ရောင်မနဲ့ရခမနှစ်ယောက်လုံးကလည်းသူ့လိုချင်တာအားလုံးလုပ်ပေးပါတယ်ဒီလိုနဲ့အလုပ်သမားမလာတာလည်းကြားပါပြီရှိလာကတော့ဘရင်မစီလိုထိုင်နေခဲ့ပြီးအလုပ်တွေအားလုံးကိုတော့ရောင်မနဲ့ရခမအလုပ်ရပါတယ်ဒီအချိန်ကျမှသူတို့လည်းစူနေနာကိုတတိယလာပါတယ်အိမ်မှာပထမရောက်မှရှိတော့ကဆိုရင်တော့အလုပ်တွေအားလုံးသူ့ပဲလုပ်တာပြီးတော့ရှီလာဘလို့ဖြစ်တာလဲဘာမှလည်းမလုပ်ဘူးအခုချိန်ထိအိယာကထတော့မထဘူးဟုတ်တယ်အခုချိန်ထိအိယာမထသေးဘူးသူအခုအိယာနိုးလို့ရှင်ငါတို့စကားပြောကြတာပေါ့အိမ်လုံးလေးပါလေသူ့အနေနဲ့လုပ်တဲ့နေဆိုတာနားမလည်ဘူးလားငါတို့ကြီးပဲဘလောက်ထိအိမ်လုံးတွေလုပ်ရမလဲသူမအိယာကနိုးထလာခဲ့ပြီးတော့မှတော့အရီနီယာစပြီးအလုပ်ပြန်သွားကြပါတယ်ဘယ်သွားနေရလဲချွေးမလေးအိမ်မှာအလုပ်တွေကအများကြီးပဲအလုပ်သမားလည်းမလာဘူးဘယ်သူလုပ်မှလဲကျမအလုပ်သွားရမယ်အိမ်လုံးတွေကိုအမေတို့လုပ်ကြလေကျမလုပ်မယ်လို့မျှော်လင့်နေရလားအမေတို့လုပ်ရမှာပေါ့ကျမရုံမသွားရတော့ဘူးလားအတွက်ကြောင့်မို့လို့တင်တောင်းဝင်အများကြီးပေးခဲ့တာလေအမေတို့ကိုအေးအေးဆေးဆေးအနားယူဖို့အတွက်ကျမတင်တောင်းဝင်အများကြီးပေးခဲ့တာမဟုတ်ဘူးအိမ်လုံးလုပ်ဖို့အတွက်ဒီပတ်စံပေးထားတာဒီနေ့ဒီစကားပြောလိုက်တယ်ဆိုပေမဲ့နောက်ဘယ်တော့မှထပ်မပြောနဲ့ကျမမကြိုက်ဘူးအကိုရှောင်းမရှိုင်းလိုက်တာအမေကဘယ်လိုပြောနေရလဲဟုတ်တယ်လေ तू ကပတ်စံအများကြီးပေးထားတာပဲအလုပ်ကိုနေတော့လောက်ရမှာပေါ့ဒါဆိုရင်တော့ငါသွားတော့မယ် तू လည်းငါ့ကိုစောင့်နေပြီဆိုရင်ကတော့အခုဆိုရင်သူ့မိမမွေးထားတဲ့ခွေးတက်တာဖြစ်နေပါပြီမိမပြောတာတွေအားလုံးလိုက်လို့ရပါတယ်ဒီနေ့အရေးကြီးတဲ့အစည်းအဝေးရှိရရှင်ပါဝစ်ထားတာလေဒါတော့သွားလေကဲကျမစောင့်နေမယ်ကျမရှေ့ကို10မိနစ်ပဲစောင့်မယ်နော်10မိနစ်ပြည့်လို့မှရှင်ထွက်မလာဘူးဆိုရင်တော့ကျမသွားပြီဒီဝစ်စာအဆင်ပြေပါတယ်ကျမပြောတဲ့အတိုင်းရှင်လို့လေမိခိုးတွေအများကြီးမလို့ခြင်းသူလည်းအမြန်ဆုံးဝင်သွားပြီးဝစ်စာလဲခဲ့ပေမဲ့ပြန်ထွက်လာတဲ့အချိန်မှာရှီလာမရှိတော့ပါဘူးဘယ်ရောက်သွားတာလဲကျမရှေ့ကိုပြောတာပဲနောက်မကြားစေနဲ့ဆိုပြီးရှင်နောက်ကြားနေလို့ကျမသွားလိုက်တာ15မိနစ်အတွင်းရုံးအောင်လာခဲ့15မိနစ်အတွင်းမရောက်ဘူးဆိုရင်တော့ကျမရှေ့အလောက်ကနေထုတ်မယ်ရှင်ကကျမယောက်ျားဆိုတော့မှန်ပါတယ်ဒါပေမဲ့ရုံးမှာတော့ကျမရှင်ရဲ့တထေးနော်15မိနစ်အတွင်းတော့ဘလို့မှလာလို့မရဘူးလေကွာဟယ်လိုဆူနေအတော်လေးစိတ်ပြတ်သွားပါတယ်သူလည်းအမြန်ဆုံးပြေးထွက်သွားပါတယ်ကားလည်းငားမရပါဘူးသူလည်းနှစ်ပေါင်းများစွာကြာအောင်တင်ထားခဲ့တဲ့သူရဲ့စိုက်ကယ်လေးပြန်ထုတ်ပြီးပြေးရပါတယ်ရုတ်တရက်လမ်းမှာပဲကားစီးတန်းဖြစ်သွားပါတယ်ဒါတွေအားလုံးရုတ်တရက်ဖြစ်သွားတာပါသူလည်းမတော်တဆဖြစ်သွားပြီးနောက်မှာတော့ဒုက္ခိထဖြစ်သွားပါတယ်အဲ့ဒီအချိန်မှာရှီလာရောက်ရှိလာခဲ့ပြီးချက်ချင်းကွာရှင်းခိုင်းပါတယ်ရှင်းလို့ဒုက္ခိထတယောက်နဲ့ကျမတသက်လုံးမနေနိုင်ဘူးကျမဘဝပြက်စီးသွားမှာပေါ့ကျမအခုပိုးပြီးစီးပွားရေးအောင်မြင်လာပြီရှင်ထက်ပိုကောင်းတဲ့ယောက်ျားလေးမျိုးကျမရှာလို့ရတယ်ဟုတ်ပါတယ်ငါအမားတွေအများကြီးလုပ်ခဲ့လို့အခုလိုမျိုးခံစားရတာငါစုနေနာပေါ့အများကြီးမှားခဲ့မိတယ်အခုငါပြန်ပြီးတော့ခံစားနေရပြီငါလည်းမင်းကိုကွာရှင်းကျင်တယ်မင်းလိုမိမမျိုးငါမလို့ချင်ဘူးဒီလိုနဲ့ရှီလာလည်းပျော်ရွှင်စွာနဲ့ထွက်ခွာသွားပါတယ်အားလုံးကလည်းသူတို့ဘလောက်ကြောင်မှားရွှင်သွားလဲဆိုတာကိုနားလည်နေကြပါတယ်တမီးတို့မှားသွားတယ်အမေဆူနေနာကိုအိမ်ကနေမောင်းမထုတ်ခဲ့တဲ့ဟုတ်တယ်သူသာရှိမယ်ဆိုရင်တော့ငါသားလေးကိုကောင်းကောင်းပြုစုပေးမှာအားလုံးဝန်းနေခဲ့တဲ့အချိန်မှာဆူနေနာရောက်လာပါတယ်ရှင်မတော်တဆဖြစ်သွားတာလားကျမတို့ဘယ်သူမှလည်းမပြောကြအောင်ငါမင်းကိုမျက်နှာတော့မပြရဲပါဘူးဆူနေနာရဲ့စာရွက်ပေါ်မှာကွာရှင်းခဲ့တာပါ
ကျမစိတ်ထဲကနေရှင်ဘယ်တော့မှထုတ်မပစ်ခဲ့ဘူးကျမဒီကွာရှင်းဖို့လက်မခံဘူးဟုတ်ပါတယ်တကယ်တော့နေရတာငါတို့ရဲ့ချွေးမအစ်စ်လေးပါငါတို့ခွဲလို့ပါချွေးမလေးရဲ့တကယ်ကိုငါတို့ကအဖြစ်သားတွေပါပဲအားလုံးကနောက်တရနေခဲ့ကြတာပါဆိုရနာပြင်လာတာကတော့တယောက်ကြောင်သူမခွဲနိုင်လို့ပါပဲကျမကတကယ်စိတ်တော်ထားကောင်းလို့တဲ့အတွက်အားလုံးခွဲလို့ပေးလိုက်ပါတယ်ဒီရောမိသားစုတွေအကုန်လုံးပျော်ရွှင်စွာထိုင်သွားခဲ့ရပေါ့